CC Passport Channel ပြည်တဲ့ကြီးအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့9ရက်9လ2026မှာတော့မြန်မာ U20 အသင်းနဲ့ဟောင်ကောင် U20 အသင်းတို့ရဲ့ဒုတိယမြောက်ချစ်ကြည်ခြေစမ်းပွဲလေးရှိနေပါနော်ဒီပထမအကြိမ်မှာဆိုရင်လည်းမြန်မာအသင်းက2ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တယ်ပေါ့နော်အားကြောင့်မလို့ဒီနေ့ရဲ့ရလဒ်လေးကိုလည်းစောင့်ကြည့်အားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်လေးကိုတော့ပြင်မှာတွားရောက်ကြည့်ရှုမယ်ဆိုရင်တော့သူ့ဝနအားကစားကွင်းမှာတွားရောက်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်ကွင်းဝင်ကြီးကတော့အခမဲ့ပါမြကွင်းဝင်ကြီးပေးစရာမလိုပါဘူးကျွန်တော်တို့ကွင်းထဲမှာတွားရောက်ကြည့်ရှုဖို့မအားဘူးဆိုရင်တော့ရုပ်တံလိုင်းကနေကြည့်ရှုမယ်ဆိုရင်တော့ MRTV4 ရုပ်တံလိုင်းကနေထုတ်လွှင့်မယ်လို့ကြေညာထားပါတယ်မြကျွန်တော်တို့နောက်ထပ် YouTube Channel ကနေကြည့်ကျင်နေဆိုရင်တော့ပြုံး Play Sport YouTube Channel ကနေပြီးတော့တိုက်ရိုက်ထုတ်လွှင့်မယ်လို့ကြေညာထားပါတယ်ခင်ဗျကျွန်တော်တို့မြန်မာအသင်းဒုတိယပွဲမှာလည်းဘယ်လိုစွမ်းဆောင်ရည်တွေစွမ်းဆောင်ပြနိုင်အောင်လဲဆိုတာကိုကျွန်တော်တို့အားလုံးပဲစောင့်ကြည့်အားပေးလိုက်ကြအောင်ခင်ဗျမြန်မာအားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်